လာမဲ့ဩဂုတ်လ1ရက်နေ့ကနေစပြီးတော့ရန်ကုန်ပြည်ကို DMU အဲကွန်ရထားပေါ့နော်စတင်ပြီးတော့ပြေးဆွဲတော့မှာဖြစ်ပါတယ်ရှင်အချိန်ကုန်လဲပေါ့နော်အရင်ကနဲ့ဆိုင်အများကြီးတက်တာသွားပါတယ်သူကကြာချိန်ကိုလေ9နာရီပဲလောက်ထားပေးရပေါ့နော်ရန်ကုန်ကနေဒီကိုနေ့ချင်းပြန်သွားလို့ရပါတယ်မနေ့က9နာရီခွဲထွက်ရင်အီရိုပြည်ကို17နာရီရောက်ပါမယ်နေ့က1နာရီပြန်ထွက်မယ်ပေါ့နော်ရန်ကုန်ကို6နာရီပြန်ရောက်ပါတယ်ရှင်အရင်ဆိုရင်ပေါ့နော်တနေကုန်ရထားစီးရတယ်ရန်ကုန်ကလာလူတွေဆိုလို့ရှိရင်ဒီကိုည9နာရီလောက်မှရောက်တယ်ပေါ့နော်အခါကျတော့တနေကုန်အချိန်ပုတ်တာပေါ့ကွယ်အခုဆိုလို့ရှိရင်မနက်7နာရီလောက်ရောက်တယ်ဆိုတော့အေးအေးဆေးဆေးပေါ့နော်လဲပတ်စားတောက်လို့ရတယ်ပြီးရင်တညအိပ်ပြီးလို့ရှိရင်နောက်နေ့လဲ1မနက်လုံးလဲလို့ရတယ်ဤလိုစီမှာကအခန်းတွေကပေါ့နော်ချက်ကင်ချအားကိုနေ့ကင်12နာရီသတ်မှတ်ထားပါတယ်အဲ့အတွက်ကြောင့်မို့လို့တညအိပ်အေးအေးဆေးဆေးပေါ့နော်နောက်နေ့ကျရင်အခန်းထဲထွက်ပြီးလို့ရှိရင်ရထားက1နာရီဆိုတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့အရင်ဆိုလို့ရှိရင်လေအချိန်ပိုင်းတွေပါလေထပ်ယူရတာပေါ့နော်ရထားထွက်ချိန်ကညနေ6နာရီ9နာရီလောက်မှဆိုတော့လေရက်ပိုကုန်တာပေါ့ကွယ်အခုဒါလေးကကြတော့တော်တော်လေးကိုလည်းအဆင်ပြေတယ်ပေါ့နော်ဤလိုပြည်မျိုးကြီးကိုအလဲပတ်လာခဲ့ဖို့ဖိတ်ခေါ်ပါရစေရှင်